大家好，ဒီနေ့သင်ခန်းစာကတော့နှုတ်ဆက်စကားပြောခြင်းဖြစ်ပါတယ်။ဥပမာကိုအရင်လေ့လာကြည့်ရအောင်你早，你早，你身体好吗？很好，谢谢。你早，你早，你身体好吗？很好，谢谢。ဒီဥပမာမှာအဓိကအဖြစ်စာချောင်း၃ချောင်းတွေ့ရတယ်ပထမတစ်ခုကနီးဆောင်ဒုတိယတစ်ခုကနီရှန်တီဟောင်မှာတတိယတစ်ခုကဟန်ဟောင်ရှဲရှဲပထမစကားဖြစ်တဲ့နီးဆောင်မှာဆိုလို့ရှိရင်ဆောင်ဆိုတာက morning မနေ့ဆိုတဲ့ဒီနှုတ်ဆက်စကားပြောခြင်းဖြစ်တယ်ဒါကြောင့်မလို့နီးဆောင်ဆိုတော့ good morning မင်္ဂလာနံနက်ခင်းပါလို့ပြောခြင်းဖြစ်ပါတယ်ဒုတိယစကားစုဖြစ်တဲ့နီရှန်တီဟောင်မှာဆိုလို့ရှိရင်ရှန်တီဆိုတာကhealth ကျန်းမာရေးအဲ့တော့နီးရှန်တီဟောင်မှာဆိုတော့နေကျန်းမာရေးကောင်းလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တတိယစကားစုကတော့ဟန်ဟောင်ရှဲရှဲအဲ့တော့ဟန်ဟောင်ကအရင်ကဗီဒီယိုမှာတည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ရှဲရှဲကိုပဲပြောပြပါမယ်ရှဲရှဲဆိုတာကတော့ thank you ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်你早，你早，你身体好吗？很好，谢谢。ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းဆိုတိုင်းကိုကျေးဇူးတင်ပါတယ်ရှဲရှဲ大家